ဒါကတော့ကျွန်တော်တို့ထိုင်းနိုင်ငံ WhatsApp ကြောက်ပတ်မှာပေါ့နော် drone နေနဲ့အလားပြနေတာပဲဖြစ်ပါတယ်ကျွန်တော်ချစ်မိတ်ဆွေတို့ကြီးဘယ်လောက်ထိလာလဲဆိုရင်ကြည်ပါဦးဗျာနော်ကောင်းကင်မှာ drone အစည်းအပေါင်းထောင်ကျော်အတုံးပြုတ်ပြီးတော့လှုပ်သွားတာပေါ့နော်ဆာချင်းမှာတော့နိုင်ရောဆန်သွားတယ်နော်ဘယင်မကြီးနဲ့ဘယင်ကြီးရဲ့ပုံကိုပေါ်ပြထားတာပဲဖြစ်ပါတယ်နော်အရန်တိတ်တက်ပြီးအရန်ရပါနေတာပဲကျွန်တော်ချစ်မိတ်ဆွေတို့ကြီးနော်ကြည်လိုက်ပါဦးနော်โอ้ကြည့်ပါဦးဒါဆိုရင်ယာမဇက်ပေါ့နော်ကြည့်ပါဦးမြန်နော်တော်တော်လေးလာတယ်ဗျပုံဖော်တာနော်โอ้ရှယ်ပဲဗျကျွန်တော်ချင်းမိတ်ဆွေတွေကျုံတာဆိုရင်တစ်ပင်ပေါ့နော်မျိုးစုံကဲရိတ်ပုံနော်ကြည်ထဲမှာရိတ်ကူးနေတဲ့ပုံပေါ့တော်တော်လေးဤပညာကောင်းကြပါတယ်နော်လူငယ်တွေတော်တော်ကြတယ်ကျွန်တော်ချစ်မိတ်ဆွေတို့ကျောင်းနိုင်ငံလည်းဒီလိုမျိုးလူငယ်တွေရှိပါတယ်ဗျာနော်ခင်မကောင်းလို့ဗျာနော်ရှိခဲ့တယ်ကြည်ပါဦးဗျာစလုံးနဲ့ပေါ်တာကောင်းကင်မှာကြည်ပါဦးဝေါကြောက်ဖရာ2025ခုနှစ်ကြည်ပါဦး Amazing Tiger ဒါခီးတွားကရေးပေါ့နော်အဲ့သူတို့တစ်စိတ်ပေါ့ကဲထိုင်းတော်ဝင်တစ်စိတ်ပေါ့နော်ကြည့်ပါဦးအရှားရတယ်ခင်ဗျာနော်ကျွန်တော်ချစ်မိတ်ဆွေတို့ကြီးဝေါဒါကြည့်ရခဲတယ်ဗောနော်သူတို့တတ်မှတ်ထားတာတော့9ရက်နေ့ကနေ14ရက်နေ့ထိကိုတတ်မှတ်ထားပါမယ်ဒါဒီမှာအခုနိုင်ရွာဆန်သွားတဲ့ဘယင်မကြီးဗောနော်ဘယင်မကြီးကိုပုံဖော်ပြတာဗျာနော်တော်တော်လေးကြရမြောက်ပါတယ်ကျွန်တော်ချစ်မိတ်ဆွေတို့ကြီးနော်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ဝိုင်းပြီး share ပေးကြပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတစ်ခုမှတွေ့ကြမယ်